3 နှစ်လောက်ကြာပြီးတဲ့နောက်မှာတော့အသက်18နှစ်အရွယ်လူငယ်တစ်ယောက်ကတာယာကုန်းရွာကိုရောက်လာတယ်။အင်ကြီးအဖြူလဲကရုံးနဲ့ရောလုံးကြီးလေးကိုချာနာနာဝစ်ဆင်ထားတယ်။ရွာထဲကိုဝင်လိုက်တာနဲ့ရွာထိပ်ကအကျော်တေးပြက်လေးကိုရင်းနှင်းဖွယ်ရမြင်တွေ့လိုက်ရတယ်။ရွာကလူတွေကလည်းလူငယ်လေးကိုဘသူများလဲဆိုပြီးတော့ထူးထူးဆန်းဆန်းကြည့်နေကြတယ်။ဟေးမင်းအောင်မြတ်တာမလားအဘိုးခင်ရဲ့စကားအဆုံးမှာတော့အားလုံးကသတိထားမိလာတယ်။အေးဟုတ်တယ်အောင်မြတ်တာကွာတငယ်ချင်းအောင်မြတ်တာမင်းရွာပြန်လာတယ်နော်တငယ်ချင်းတွေကလည်းနှုတ်ဆက်ကြဝမ်းသာအားရကြိုးဆိုကြတာမြင်တော့အဘိုးခင်တယောက်ပြုံးလိုက်မိတယ်အဘိုးခင်ကျွန်တော်ရွာပြန်လာပြီအခုကျွန်တော်ကအရင်ကအောင်မြတ်တာမဟုတ်တော့ဘူးလွန်ခဲ့တဲ့3နှစ်ကကျုပ်ညီမလေးကိုပြူစားခဲ့တဲ့သူတွေကိုလက်စားချေဖို့အတွက်ကျုပ်ပြန်လာတာအမေရှိသေးလားမင်းအမေလားရှိပါကွာသူကအခုတရားပေါင်ကိုဝင်သွားပြီအခုဆိုရင်ဆရာလေးလင်္ကာစာရဖြစ်နေပြီကွာအောင်မြတ်တာကအရွယ်နဲ့မလိုက်အောင်တီဂျီလေးနဲ့တဲ့အပြုံးလေးပြုံးလိုက်တယ်အဘိုးခင်တို့ရွာမှာမကောင်းတဲ့အောက်လန်းနဲ့လူတွေကိုဒုက္ခပေးနေတဲ့လူရှိတယ်အဲ့ဒါကိုကျွန်တော်ကူညီပေးမလို့လာတာအခုအမေကိုဒီကနေပဲကြောလိုက်တော့မယ်အရင်ဆုံးရွာလေကလူမမအိမ်ကိုသွားမယ်